ကျွန်တော်နီးပြကတနေ့မှာအလေးချိန်ပေါင်900ကျော်တဲ့ပင်ပေါင်ရိုက်တံကိုကျွန်တော်စီပစ်ပေးခဲ့တယ်ကိုလုံးတေးသေးလေးပဲဖြစ်ပေမဲ့အခက်ခဲတွေကြားကနေနောက်ဆုံးတော့ကင်နိုင်ခဲ့တယ်နီးပြအမိတ်အတိုင်းနေ့တိုင်းအနည်းဆုံးအကြိမ်1000လဲရိုက်ရမယ်ဆိုပြီးလေ့ကျင့်ရတယ်တနေ့တော့ပြည်နယ်အသင်းကောင်းဆောင်ကဖျားအဆင့်ဝန်ဆောင်မှုဆက်နဲ့လေ့ကျင့်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒီဆက်ကပင်ပေါင်လုံးတွေကိုအားပေါင်300ကျော်နဲ့ပစ်ထုတ်တာဖြစ်ပြီးလှဲ့အားကလည်းအရန်ကျန်းတယ်အဲ့ဒီလိုတောင်ပြည်နယ်ကောင်းဆောင်တောင်စက္ကန့်အနည်းငယ်ပဲခံနိုင်ခဲ့တယ်ဒီဝန်ဆောင်မှုကိုဘယ်သူမှမဖြတ်နိုင်သေးဘူးဆိုတာလဲလူတိုင်းသိထားကြတယ်ဒါပေမဲ့ပထမဆုံးမြင်ရတာဖြစ်လို့ကျွန်တော်စမ်းကြည့်ချင်လိုက်တယ်အဲ့ဒီအစွမ်းထက်ဝန်ဆောင်မှုကိုရင်ဆိုင်တဲ့အခါနည်းနည်းခက်ခဲပေမဲ့ခဏလောက်လက်ကလွယ်လွယ်ကူကူပြန်ရိုက်ပြနိုင်ခဲ့တယ်အဲ့ဒီအချိန်မှာပဲအမေကရုတ်တရက်ရောက်လာပြီးကျွန်တော်ကိုဆွဲခေါ်သွားခဲ့တယ်သူမမြင်သွားတာကတော့ကျွန်တော်ရိုက်ချက်ကြောင့်ဝန်ဆောင်မှုဆက်တစ်လုံးလုံးပျက်စီးသွားတာပဲနောက်ပိုင်းမှာအတင်းတစ်ခုလုံးတည်သွားပြီးတမရကနေရန်တွေကပင်ပေါင်လုံးကိုဆွဲထုတ်လိုက်ချိန်မှာနေရန်တစ်ခုလုံးပြိုကျသွားခဲ့တယ်အားလုံးကအံ့အားသင့်နေကြပြီးတမရကဒီအံ့ဖွယ်လူကိုအမြန်ဆုံးရှာဖို့အမိန့်ပေးလိုက်တယ်နောက်ဆုံးတော့ကမ္ဘာပင်ပေါင်ပြိုင်ပွဲစတင်လာခဲ့တယ်ကျွန်တော်ကအစားထိုးကစားသမားအဖြစ်ဝင်ပြိုင်ခဲ့ရပြီးရခိုင်ချန်ပီယံအသင်းကလူတွေကအမြဲလောင်ပြောင်နေကြတယ်သူတို့ရဲ့ခေါင်းဆောင်ကလည်းအရန်အားကြီးပြီးလှည့်ဝင်ဆောင်မှုတစ်ချက်နဲ့ဘီယာဘူး10လုံးကိုတစ်ချိန်တည်းဖောက်ခွဲနိုင်ခဲ့တယ်ကျွန်တော်ကတော့အလွန်လေးချိန်ကြီးတဲ့ရိုက်တံကိုကင်ထားရလို့အစပိုင်းမှာပင်ပေါင်လုံးကိုတော့မမှန်ကန်စွာမရိုက်နိုင်ခဲ့ဘူးဒါကြောင့်ပရိသတ်တွေကပိုပြီးအထင်မကြီးလာကြတယ်တယောက်တည်းရှင်ပြိုင်ရတဲ့အချိန်မှာရန်သူအသင်းကောင်းဆောင်က Black Dragon Sir ဆိုတဲ့အလှည့်ဝင်ဆောင်မှုကိုတုံးလာခဲ့တယ်သူကလေထဲကိုခုန်တက်ပြီးအင်အားကြီးတဲ့ပစ်ချက်နဲ့ကျွန်တော်တို့အသင်းကောင်းဆောင်ကိုမြေပြင်ပေါ်လဲကျစေပြီးတွေးတောင်ထွက်စေခဲ့တယ်အသင်းကောင်းဆောင်ကိုကာကွယ်ဖို့ကျွန်တော်ကအလေးချိန်ကြီးတဲ့တန်ရိုက်တံကိုပစ်ချပြီးကိုပိုင်အထူးပြုလုပ်ထားတဲ့ရိုက်တံကိုပြောင်းယူလိုက်တယ်သူကအဲ့ဒီလှည့်ဝင်ဆောင်မှုကိုထပ်သုံးလာတဲ့အချိန်ကျွန်တော်လည်းမရှောင်ပဲတပြိုင်နက်လေထဲကိုခုန်တက်ပြီးအင်အားပြည့်နဲ့ပြန်ရိုက်လိုက်တယ်အဲ့ဒီရိုက်ချက်ရဲ့အင်အားကြောင့်ရန်သူကိုနေရန်ထဲကိုတိုက်ခိုက်ပစ်သွားခဲ့တယ်အဲ့ဒီလိုနဲ့ပဲကျွန်တော်ဒီပြိုင်ပွဲကိုအနိုင်ရရှိသွားခဲ့တယ်